ဒါဝိဒ်ကသူရှင်ဘုရင်ဖြစ်ပြီရှင်ဘုရင်ဖြစ်တဲ့အခါသူ့ဘဝမှာရှောလုရဲ့သားယောနသန်ကဒါဝိဒ်ကိုချစ်ပြီးတော့အများကြီးကူညီခဲ့ဘူးတဲ့နော်သူ့အတွက်ဒီယောနသန်ကမိတ်ဆွေကောင်းယောနသန်ကဒါဝိဒ်ကိုဖျားဖိတ်သိပ်ပေးထားတယ်ဆိုတာမြင်လို့သူကကူညီတာပြောရရင်အဖေမသိအောင်ဖေကိုစန့်ချင်ပြီးကူညီတာအဲ့တော့ဒါဝိဒ်ကတဲ့သူကကျေးဇူးပြုချင်တာအာမင်ပြီးတော့ရှောလုအဆွေမျိုးဆိုတော့တကယ်ဒါဝိဒ်အတွက်ရှောလုဆိုတာဒါဝိဒ်အတွက်ရန်သူပဲရန်သူအမျိုးပဲလောကလိုစဉ်းစားရင်ရန်သူအမျိုးကြံသေးလားလိုက်ရှာတွေ့ရင်အပြတ်ရှင်းကျူပင်ခုတ်ကျူငုံမကြံအမျိုးချရမှာဟုတ်မှာအခုကကျတော့ဒါဝိဒ်ကမေးတာရန်သူအမျိုးတွေကကြံသေးလားကြံသေးရင်ငါကျေးဇူးပြုခြင်းလေအာမင်အဲ့ဒါဖယားကလူကိုကျေးဇူးပြုခြင်းတာဒါဝိဒ်ကလိုက်ရှာတာအဲ့ဒီလိုပဲဖယားကလူကိုလိုက်ရှာတာလူသားသည်ပျောက်သောသူတို့ကိုရှာ၍ကဲတင်အံ့သောငါဤလောကသို့ကြွလာတော်မူ၏ဟာလေလုယာတခင်ယေရှုလောကကိုကြွလာခြင်းကတဲ့ပျောက်နေတဲ့ကျွန်တော်တို့ကိုတဲ့လာရှာတာအဲ့တော့ကျွန်တော်တို့ကပျောက်နေတဲ့ဖခင်ကိုကျွန်တော်တို့ကလိုက်ရှာတွေ့တာမဟုတ်ဘူးလူကပျောက်နေတာအပြစ်ကြောင့်လူကပျောက်နေတာအဲ့ဒါကိုဖခင်လာရှာတာမကြာခဏအိမ်မှာကျွန်တော်တို့ပစ္စည်းတွေပျောက်တတ်တယ်ပျောက်တဲ့အထဲမှာရှာရအခက်ဆုံးကမျက်မှန်ပဲဒါကျွန်တော်တို့ချင်းချင်းပဲသိတယ်မျက်မှန်သမားချင်းချင်းသိတယ်ဟုတ်မှာမျက်မှန်ပျောက်တာလောက်ရှာလို့ခက်တာမရှိဘူးဆိုတော့ကဲကောင်းပြီစဉ်းစားဒီမျက်မှန်ပျောက်သွားရင်ဟာသူကကျွန်တော်စီပြန်မလာဘူးကျွန်တော်ကလိုက်ရှာရတာဟုတ်မှာခုနဆန်းဆန်းဒီနာဆန်းဆန်းနေဟောမှန်းကြည့်လေငါဘယ်နာတင်ပြီလဲဆိုတော့ဟုတ်မှာဆိုတော့ဘာဖြစ်လို့လဲဆိုတော့မျက်မှန်နဲ့လူကတာလေဒါကြောင့်လူကမျက်မှန်ကိုရှာတယ်လူနဲ့ဖယားဘယ်သူကတာလဲဟုတ်တယ်အဲ့ဒါကြောင့်ဖယားလူကိုလာရှာတာဟာလေလုယာဖယားကတနည်းနဲ့ပေါ့ဒါရှင်တော်ဝိညာဉ်တော်အပြင်ဖြစ်စေတရားဟောဆရာပြောတဲ့နှုတ်ကပတ်တော်အပြင်ဖြစ်စေအတွေ့အကြုံဖြစ်ဖြစ်တစ်ခုတည်းကနေဖြစ်စေကျွန်တော်တို့ကိုဖယားဖွင့်ပြလိုက်တော့မှကျွန်တော်မြင်သွားတာဒါပေမဲ့ကိုဗဟိုပြုပြီးစဉ်းစားတော့ငါရှာတွေ့တယ်လို့ထင်တာဒါပေမဲ့တကယ်သမာတရားကိုတိုးပြီးသိမြင်လာတဲ့အခါကျတော့ငါရှာတွေ့တာမဟုတ်ဘူးပဲဖယားဖွင့်ပြလိုက်လို့ငါကမြင်သွားတာပဲဒါဒီနေ့ပြောတဲ့စကားဟာလေလုယာအဲဒီယောနသန်ရဲ့သားမေဖိဘောရှက်ဆိုတဲ့တယောက်ကိုရှာတွေ့တယ်တွေ့တော့ပြန်ခေါ်ပြီးတော့သူ့အဖိုးပိုင်ခဲ့တဲ့မြေတွေပါတွေအကုန်လုံးကိုပြန်ပေးတယ်နော်ပြန်ပေးတယ်ပြီးတော့မှမင်းဟာတဲ့ငါနဲ့နေ့တိုင်းတဲ့ဒီဘယင်နဲ့နော်ဒါဝိဒ်ကဘယင်နဲ့အတူတူတဲ့တစပွဲတဲ့ထိုင်ပြီးတော့စားရမယ်အဲ့တော့မေဖိဘောရှက်ရဲ့ဘဝနေချင်းညချင်းပြောင်းသွားတယ်အစရွာမှာနေတာအခုကဂျေရုဆလင်မှာရောက်လာတယ်ပြီးတော့မှနန်းတော်ထဲမှာဘယင်နဲ့အတူတူထိုင်စားနေရတယ်ဟာလေလုယာဒီကောင်ဘာလုပ်ခဲ့လို့လဲဒါဝိဒ်စစ်တိုက်တုန်းကကူတိုက်လာလို့လားဘာလုပ်ပေးဘူးလဲဘာမှမလုပ်ပေးဘူးဟုတ်ပါအဲ့ဒါနဲ့ဒီကောင်ဒါဝိဒ်ကနေ့တိုင်းသမင်းခေါ်ကျွေးနေတာဘာဖြစ်လို့လဲဒီကောင်နဲ့မထိုက်တန်ဘူးလေဟုတ်ပါပြောမယ်လောကကြီးဟာထိုက်တန်မှခံစားခွင့်ပေးတယ်ကျွန်တော်တို့ငယ်ငယ်တော့သဘောကျပြီးဆိုတဲ့သချင်းတော်ရှိသေးတာပဲထိုက်တန်တဲ့ယဉ်နီးမှုတော်ရှိရမယ်မယုံမလွန်တဲ့ကြိုးစားမှုတော်ဆိုတာလောကမှာထိုက်တန်မှခံစားခွင့်ပေးတယ်လောကရဲ့သဘောဥပမာလူတယောက်စီမှာအလုပ်လုပ်မယ်ဟုတ်လားတရက်ကို1000နဲ့သဘောတူတယ်ဆိုရင်တရက်လို့ရင်1000ရမယ်2ရက်လို့ရင်2000ရမယ်3ရက်လို့ရင်3000ရမယ်တရက်မှမလို့ရင်တပြားမှမရဘူးဒါပဲဆိုတော့သင်ဘက်ကလှုပ်အားပေးသလောက်သူ့ဘက်ကလှုပ်အားကပြန်ပေးတယ်အဲ့တော့ဖယားကမေတ္တာနဲ့ကျေးဇူးပြုတယ်ဆိုတာထိုက်တန်လို့ခံစားခွင့်ပေးတာမဟုတ်ဘူး
မထိုက်တန်ပဲနဲ့ခံစားရလို့ကျေးဇူးတော်လို့ခေါ်ပါတယ်ဟာလေလုယာဒါကြောင့်ကျေးဇူးတော်ဆိုတာမထိုက်တန်ပဲနဲ့ခံစားရလို့ကျေးဇူးတော်လို့ခေါ်တယ်သခင်ယေရှုဘုရားမှာမင်းကဖခင်သားမှန်ရင်လုပ်ပြဆိုတဲ့စကားနှစ်ချိန်ပြောခံရတယ်ပထမတစ်ချိန်ကတော့စာတန်ကလာစုံစမ်းတာကြောက်ခဲကနေမုန်းဖြစ်စေခြင်းကဟုတ်ပါသခင်ယေရှုကလုံနိုင်လားလုံနိုင်လားလုံသလားမလုံအဲ့ဒါသခင်ယေရှုရဲ့သဘောတဘာဝပဲမုံငါးလုံးနဲ့ငါးနှကောင်ကနေလူအုပ်ကြီးကိုကျွေးတဲ့ဖေကကြောက်ခဲတစ်လုံးကောက်ပြီးတော့ဟမ်ဘာဂါဖြစ်စီဟုတ်ပါရလားရတယ်ကိုစားကျင်တာတွေပြောတာကိုကြိုက်တာတွေပြောတာပြီးတော့မှစာတန်ပါဇက်တဲ့ကိုထည့်ရော့ပါဇက်ပိတ်တာဆိုတော့အဲ့တော့လုံနိုင်လားလုံသလားအဲ့တော့လုံလို့ရတယ်မလုံဘူးပြောကြည့်ပါလေဒါဆိုရင်သွားလို့ရတယ်ပြောလို့ရတယ်ကျွန်တော်တို့ကလုံလို့ရရင်အခုကလုံလို့မရသေးလို့သွားလို့ရရင်ပြောလို့ရရင်ကောင်းမငါတွေ့ပလိုက်တာညင်သွားတာပဲသူတယောက်တော့မဆက်ပါတော့ငါလည်းပြောတတ်တာဘောဟဲ့ဘယ်ရမလဲပါညာဆိုတော့မှကျွန်တော်ပြောလို့ရပိတ်ပြောခဲ့တာဟုတ်မှာအဲ့တော့တကယ်ယေရှုကလုံလို့ရတယ်မလုံဘူးသွားလို့ရတယ်မသွားဘူးပြောလို့ရတယ်အဲ့ဒါတစ်ခေါက်ဒုတိယတစ်ခေါက်ကကားတိုင်းပေါ်မှာတင်းဒီဘုရားသခင်သားတော်မှန်လေးကိုကိုလောင်းငါတို့ကိုလောင်းကဲတင်လို့မင်းဖယားသားမှန်တာချင်းသည်လုတ်ပြမင်းကိုမင်းလည်းလုံအောင်လို့ငါတို့လည်းလုံအောင်လို့တကယ်တော့အဲ့ဒါသခင်ယေရှုရဲ့ဖယားဇာတိကိုထိခိုက်ပြီးပြောတာတော်သေးတယ်သခင်ယေရှုအဲ့လိုမခံချင်စိတ်မဖြစ်လို့ဟုတ်မှာဟာရောက်မင်းအဲ့လိုတော့မပြောနဲ့မင်းငါပြမယ်ဆိုခုံစီအားပြောတော့သိပြီးရမှာအဲ့ဒါဒီဘက်ကတယောက်ဒီဘက်ကတယောက်နောက်တယောက်ကတော့ဗာပြောလဲဆိုတော့တကယ်ချင်းနဲ့ဒီလိုမပြောနဲ့တဲ့မင်းနဲ့ငါနဲ့အပြစ်ရှိလို့ဒီပေါ်ရောက်တာတဲ့ကိုအပြစ်ရှိကြောင်သဘောပေါက်လားဟုတ်တယ်ပြီးတော့သူပြောတဲ့စကားထူးဆန်းတယ်ဤသူမူကားအဘယ်အပြစ်ကိုများမပြုသူတွေ့တဲ့ယေရှုခရစ်တော်ကဖခင်เจ้าနဲ့မှမဟုတ်ဘူးနော်လက်ဝါးကတိုင်ပေါ်မှာတွေ့တာသူကိုယ်တိုင်လက်ဝါးကတိုင်ပေါ်ရောက်တယ်ဆိုတော့အပြစ်ရှိလို့ရောက်နေတာကားတိုင်ပေါ်အပြစ်မရှိဘဲနဲ့မရောက်ဘူးဒါပေမဲ့ဤသူမူကားအဘယ်အပြစ်ကိုများမပြုကိုရောနိုင်ငံတော်ဒီဖို့ချွာလာရင်ကျွန်တော်ကိုအောက်မေ့ပါတကယ်ရှိကတိတိကျကျပြောတယ်ယနေ့ပင်လင်ငါနဲ့အတူပရဒိသူ့ဘုံမှာရှိမယ်ဆိုတာဒီဓမြကိုဖယားငါနဲ့အတူမင်းကနေရမယ်လူဆိုရဲတိကျတဲ့အာမခံချက်ပေးတာဟာလေလုယာအဲ့တော့ကားတိုင်းပေါ်ကယေရှုခရစ်တော်တွေ့ပြီးတော့သဘောပေါက်သွားတဲ့ဓမြကကောင်းကင်ဝင်မဲ့အာမခံချက်ရသွားတယ်ဟာလေလုယာခင်ဗျာဖယားเจ้าထဲမှာထိုင်နေပြီးတော့အဲ့လိုအာမခံချက်မရရင်ရှုံးတာပေါ့အဲ့ဒီဓမြစီမှာကောင်းကင်နိုင်ငံနဲ့ထိုက်တန်တဲ့အရေးချင်းတစ်ဆက်မှမရှိဘူးထိုက်တန်လို့ပေးဝင်တာမဟုတ်ဘူးမထိုက်တန်မင်းနဲ့ခံစားခွင့်ပေးတာဟာလေလုယာအဲ့တော့တင်းရဲ့သက်တာထဲမှာဖယားကထိုက်တန်မှခံစားခွင့်ပေးတဲ့ဖယားမဟုတ်ဘူးတင်းကိုချစ်ပြီးတော့မှမေတ္တာနဲ့ကျေးဇူးပြုသောဖယားဖြစ်တယ်ဟာလေလုယာဘာမှမလုပ်ဖဲနဲ့ရတယ်ဆိုရင်တော့နော်လှုပ်ချင်တာတွေလှုပ်ကုန်ကြတော့မှာနော်ဟာကျွန်တော်တို့သွန်တင်တဲ့အရာကိုတေချာနားထောင်ကြည့်လှုပ်ချင်တာလှုပ်ပါလို့တခါမှမပြောမင်းကျေးဇူးတော်ကြောင့်လှုပ်ချင်တာလှုပ်ခွင့်ရပြီလို့တခါမှမပြောအဲ့ဒီလိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဒီကျေးဇူးတော်ကိုခံစားရတဲ့ယုံကြည်သူတယောက်ရဲ့နှလုံးသားစိတ်တော်ရှိတယ်မင်းယေရှုခရစ်တော်ကြောင့်အပြစ်ခွင့်လွှတ်ခြင်းခံပြီးပြီဟာလေလုယာဒါပေမဲ့ထားပြီးတော့လှုပ်ချင်တာလုပ်မယ်ဆိုရင်စိတ်ကူးမရှိဘူးမရှိဘူးတချို့ကပြောတယ်အပြစ်လှုပ်ခွင့်လိုင်စင်ပေးလိုက်တယ်လို့ဖြစ်မှာပေါ့ကားမောင်းမှုအတွက်ကျွန်တော်တို့လိုင်စင်သွားဖြည့်ပြီးတော့ယူလာကြလိုင်စင်ရတာမော်တော်ဆိုင်ကယ်ဆိုလဲလိုင်စင်ဟလာကားဆိုလဲလိုင်စင်ရတာလိုင်စင်ရလာတဲ့လူတယောက်ကဟာငါလိုင်စင်ရပြီငါမှလိုင်စင်ရှိပြီငါစိတ်ချလက်ချကားမောင်းလို့ရပြီဟာငါလိုင်စင်ရပြီလိုက်တိုက်တော့မယ်အဲ့လိုလူရှိလားရှိဦးလေဟောလိုင်စင်ယူလာဆိုတာလိုက်တိုက်ဖို့မှမဟုတ်တာလိုင်စင်ယူလာဆိုတာစိတ်အေးလေစိတ်ချလက်ချကားမောင်းမှုအဲ့တော့လိုင်စင်ရလာပြီကွာငါတိုက်တော့မယ်ဆိုတဲ့လူမရှိဘူးအဲ့ဒီလိုပဲခွင့်လွတ်ခြင်းခံရပြီင
ငါလှုပ်ချင်တာလှုပ်တော့မယ်ဆိုတဲ့လူမရှိဘူးဟာလေလုယာအဲ့တော့မေဘီဘောရှက်ကမထိုက်တန်ဘဲနဲ့ဒါဝိဒ်ရဲ့ယေရှုပြုခြင်းကိုခံရတယ်ကျွန်တော်တို့လည်းမထိုက်တန်ဘဲနဲ့ဖယားယေရှုပြုခြင်းခံရတယ်အဲ့ဒီမေဘီဘောရှက်ကဒါဝိဒ်ကိုပဲဦးစားပေးသလိုဒါဝိဒ်ကိုပဲအဓိကထားသလိုကျွန်တော်တို့ကလည်းအဲ့ဒီယေရှုပြုတဲ့ဖယားကိုပဲနေ့စဉ်အသက်တာထဲမှာအဓိကထားပြီးတော့ဦးစားထားပြီးတော့စိတ်ဆွဲလန်းပြီးတော့အသက်ရှင်မှုဖြစ်တယ်